မင်္ဂလာပါရှင်ဝင်လိုက်ကမှာကြိုဆိုလိုက်ပါတယ်ညီမအခုရောက်ရှိနေတာကတော့တင်ငန်းကျွမြို့နယ်ကဝင်း customer နေရင်လေးပဲဖြစ်ပါတယ်ဒီနေ့လေးမှာတက်ဆင်ပေးရတဲ့လိုက်က series လေးတွေဖြစ်တဲ့ AGA series နဲ့တွေးကြောစာကိုတက်တာပေးခြင်းပါတယ်ရှင်တွေးကြောစာလေးကတော့ဘေးပိတ်လိုက်ကနဲ့မဆိုတစ်ဖက်ညီရဲ့စာလာလေးပဲဖြစ်ပါတယ်ပိတ်လိုက်ကလေးကိုတော့ AGA series တွေကအဖြူအောင်လေးတုံးပေးထားပါတယ်အကျူအောင်ဆိုရင်နေကိုတန်ရှင်းတက်ရသွားစီပြီးလက်စီဆန်နဲ့မြင်မြင်ကိုဖန်တီးပေးမှာပါပိန်းနဲ့စာတစ်ဖက်တက်ဆင်ခြင်းအားလည်းနေကိုပို့ပြီးအဆင်နဲ့မြင်မသွားစေပါတယ်အလေတက်ကခလေးခန်းလေးကိုထပ်ကြည့်လိုက်ရအောင်ဒီခန်းလေးမှာတက်ဆင်ပေးရတာကတော့ AGA ခင်းလေးပါခဲကလာလေးပါဆိုရင်အယောင်မြင်ပြီးအမြင်အေးစေပါတယ် quality ကောင်းတဲ့ fabric ဖြစ်တာမို့အလင်းပိတ်အားလည်းပိုကောင်းပါတယ်လိုက်ကာတွေကချုပ်ရိုးချုပ်သားတည်တတ်တဲ့အပြင်အပူချိန်120ဒီဂရီမှာအပူပေးပုံသွင်းထားတာကြောင့်လိုက်ကာအတွန်းလေးတွေကလည်းပုံစံလှပပြီးတော်ရုံနဲ့အတွန့်ပြေခြင်းမရှိပါဘူးလိုက်ပါကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်။ like နဲ့ပတ်သက်ပြီးမိနစ်စုံစမ်းခြင်းနဲ့ဆိုရင်တော့ညီမတို့ဝင်လိုက်က showroom ကိုလှမ်းလာခဲ့ဖို့ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။